လီနာတယောက်မမျှော်လင့်ပဲနိုးလာတဲ့အခါမှာတော့သူ့ဘေးမှာထူးဆန်းတဲ့ဂျိုသားတစ်ကောင်ရောက်နေတာကိုတွေ့လိုက်ရပါတယ်ရုတ်တရက်ဆိုတော့ထိတ်လန့်သွားပြီးနှလုံးခုန်တန်တွေဟာလည်းစီးကျက်မမှန်တော့ပါဘူးသူမအမြန်ဆုံးထွက်ပြေးဖို့ကြိုးစားပေမဲ့အပြင်မထွက်နိုင်ခင်ပါပဲအဲ့ဒီဂျိုသားကသူမကိုဖိထားလိုက်ပါတယ်ဘလို့မှယုံမရအောင်ကိုအားနဲ့ဖိထားတာပါလီနာလည်းအတင်းယုံကန်ပေမဲ့အရာမထင်ခဲ့ပါဘူးဂျိုသားကသူမကိုပို့ပြီးတော့သာတင်းတင်းကြပ်ကြပ်ဖိချလိုက်တာကြောင့်ခံနိုင်ရင်မရှိတော့ပဲသတိလစ်သွားခဲ့ပါတယ်ပြန်လို့လာတဲ့အချိန်မှာတော့အဲ့ဒီဂျိုသားကထွက်မသွားသေးပဲသူမရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်လုပ်နေတာကိုတွေ့လိုက်ရပါတယ်လီနာလုံးတမျှကိုသူကပုံတူလိုက်လုပ်နေတာပါဒါကိုသတိထားမိသွားတဲ့လီနာဟာအဲ့ဒီအချက်ကိုအသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာသူမရဲ့ကြောပုတ်အိမ်နာကိုဖြည်းဖြည်းချင်းတိုးသွားပြီးအိတ်ထဲကနေဘုံတစ်လုံးကိုထုတ်လိုက်ပါတယ်ပြီးတော့အဲ့ဒီဘုံကိုဂျိုသားရဲ့လက်ထဲကိုဖြည်းဖြည်းချင်းထည့်ပေးလိုက်ပါတယ်ဒါပေမဲ့သူမရဲ့လက်နဲ့ဂျိုသားရဲ့လက်ထိလိုက်တဲ့ခဏမှာပဲဂျိုသားဟာတဖြည်းဖြည်းပြောင်းလဲလာပြီးသူမရဲ့ရုပ်တွင်အတိုင်းဖြစ်သွားပါတယ်တကယ်တော့အဲ့ဒီဂျိုသားဟာလူသားရဲ့မျိုးဗီဇညံကိုချက်ချင်းကူးယူနိုင်စွမ်းရှိနေတာပါလီနာတုံ့လောက်သွားပေမဲ့ဒီနေရာကနေလွတ်မြောက်ဖို့ကပိုရေးကြည့်တာကြောင့်ဘုံရဲ့ဆက်လက်တံကိုဖြုတ်လိုက်ပြီးအမြန်ဆုံးထွက်ပြေးခဲ့ပါတယ်ခဏအဲ့ဒီနောက်မှာတော့လီနာတယောက်မိပြတိုက်ထဲကနေဘေးကင်းကင်းနဲ့အောင်မြင်စွာထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်နောက်ထပ်ရုပ်ရှင်အညွှန်းတွေကြည့်ဖို့အတွက် channel ကို subscribe လုပ်ထားပြီး notification ကောင်းလေးကိုလည်းနှိပ်ထားပေးပါဦးနော်